The English Eye Opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ပြက်ကတိန်ပေါ်ကထူးဆန်းတဲ့အချက်ကလေးတွေတချို့ကိုတင်ပြလိုက်ပါတယ်ဒီနေ့နေဆွဲဟာ March လ12ရက်နေ့မနေ့ကဆိုရင် March လ13ရက်နေ့တောက်ကြနေ့အတနည်းအားဖြင့် Friday the 13th ပေါ့ပြီးခဲ့တဲ့လကလည်းเนาะပြီးခဲ့တဲ့ February လကလည်းတောက်ကြနေ့13ရက်နေ့ပဲကြာခဲ့တယ်အဲ့ဒီလမှာလည်း Friday the 13th ရှိခဲ့ဘူးတယ်ဒီလို Friday the 13th ကဘယ်လိုလမျိုးတွေမှာကြာတယ်လဲဆိုရင်အဲ့ဒီလရဲ့ပထမဆုံးနေ့ကတနင်္ဂနွေနေ့ကြာလို့ရှိရင် Friday the 13th အမြဲရှိတယ်ပြီးခဲ့တဲ့ February လကို a perfect month လို့ခေါ်တယ် a perfect month ဆိုတာကပတ်တိုင်းမှာ Sunday နဲ့စပြီးတော့ Saturday နဲ့ဆုံးတဲ့လကိုနောက်ပြီးအပတ်တိုင်းမှာသူက Sunday ၄ချိန်ရှိမယ် Monday ၄ချိန်ရှိမယ် Tuesday ၄ချိန်ရှိမယ်စသည်ဖြင့်နောက်အပတ်တိုင်းကရက်အပြည့်နော်၄ဘက်စလုံးရက်အပြည့်ဖြစ်နေလိမ့်မယ်ဒီလိုထူးခြားမှုမျိုးကဖြစ်တော့ဖြစ်ခဲ့ပေါ့နော်ပြီးခဲ့တဲ့2015ခုနှစ်မှာတစ်ချိန် a perfect month ဖြစ်ခဲ့မှုတယ် now 2039ခုနှစ်မှာ February လ a perfect month ပြန်ဖြစ်အောင်ပါ February လမှာရက်30မရှိဘူးဆိုတာဒါလူတိုင်းသိပါတယ်ဒါပေမဲ့ February လမှာရက်30ရှိခဲ့မှုတယ်သူက Sweden နိုင်ငံရဲ့1912ခုနှစ်ပြက်ကတိန် February လမှာရက်30ရှိခဲ့မှုတယ်ဘာလို့လဲဆိုတော့1912ခုနှစ်က12ကြိမ်မြောက် Charles ဘုရင်ဟာသူတို့ Sweden နိုင်ငံမှာအများသုံးနေတဲ့ Gregorian calendar ကိုမသုံးမဲနဲ့ Julian calendar အဟောင်းကိုပဲလက်ခံထားတာအဲ့ဒီတော့1912ခုနှစ်မှာနော်ရက်ထက်နှစ်ဖြစ်တဲ့အတွက်တရက်ထပ်တူပြီးတော့ February လမှာ29ကနေ February 30ဖြစ်ခဲ့မှုလေတချို့လူတွေက73ကဏ္ဍကိုကြောက်တယ်အဲ့ဒါကို triskaidekaphobia လို့ခေါ်တယ်တချို့ကြတော့ Friday the 13th ကိုကြောက်တယ်အဲ့ဒါကြတော့ paraskevidekatriaphobia လို့ခေါ်တယ်ပြက်ကတိန်ကိုအင်္ဂလိပ်လို calendar လို့ခေါ်တာတော့သိတယ်ဒါပေမဲ့အဲ့ဒီ calendar ရဲ့စလုံးပေါင်းတစ်ခါလေကြာရင်ဒုက္ခပေးတတ်တယ်သူက CALENDAR နဲ့ဆုံးတာလား CALENDER နဲ့ဆုံးတာလားဆိုတော့မသေးကွယ်ဘူးအလွယ်မှတ်နည်းရှိပါတယ်နော် calendar လို့ခေါ်တဲ့ပြက်ကတိန်က day တို့ date လို့ပေါ်ပြတဲ့အတွက်ကြောင့်နော် calendar မှာ DA ပါတဲ့နော်စလုံးပေါင်းကိုရွေးရတယ်အဲ့ဒီတော့ calendar ပေါင်းနော်စလုံးပေါင်းအလွယ်မှတ်နည်းအကြောင်းပြောရင်းနဲ့ပဲဒီ English Eye Opener ကိုဒီကုန်းချိုးလိုက်ပါတယ်